အေးဘာဖြစ်လို့လဲဘာဖြစ်လို့ပြန်ထွက်လို့မရရလဲငါဒီနေ့ပြေးနေပါဆိုမှနင်တို့ကလည်းတရားမှမအားကြအောင်အော်ဒလီလာဖို့မှမို့လို့လားအေးလေအပြီမလားအဲ့ဆိုငါတို့ညနေကျတွေးကြမလဲငါလားငါဟိုတော်တော့လေ online ကနေပစ္စည်းမှာပြီးတော့လေ delivery သမားမျိုးစုံကြုံပြီးကြငါအဲ့ဒီကစားပြီး online ကနေဘာပစ္စည်းမှမတော့အေးဘလို့အမျိုးမျိုးတွေကြုံခဲ့ရလဲဆိုတာငါပြောပြမယ်ဟာပထမတစ်မျိုးကတော့လေတောက်ကြောလေးနဲ့ကောင်းอ่ะအိမ်ကိုလည်းတွေ့တယ်အိမ်ရှိလေရောက်နေပြီဒါပေမဲ့အပေါ်တက်မလာဘူးဟယ်လိုဟောညီမလေးဟိုလေကိုပစ္စည်းလာပို့ကလေတိုက်အောင်ရောက်နေလို့ဟုတ်ကဲ့ကိုငါအပေါ်တစ်ချက်လောက်လာပို့ပေးလို့ရမလားအပေါ်ဘယ်နဲ့လွားလဲညီမလေးလွာပါကိုလေးလွာတောင်လားဟိုလေဓာတ်လီကမရှိဘူးလားဓာတ်လီကမရှိဘူးကိုလေးလွာတယ်ဟောညီမလေးအဲ့ကြောအဆင်မပြေဘူးသလားအကိုကလေဒီမှာစပိန်တွေရောပစ္စည်းတွေရောထားခဲ့ရမှာဆိုအဆင်မပြေဘူးညီမဟာကိုကလည်းလောက်ပါလေးလွာတယ်ကိုညီမတော့တဲကို၄-၅ခါလောက်အတက်ဆင်းလုံးနေရအေးဆေးပဲဟာမြောက်ညီမနော်အဲ့ဒါညီမဆောက်ကြောင်နော်အခုပြစ်တင်လိုက်မယ်သလားနော်ဟာအကိုအဲ့လိုမလုံးနဲ့လေဟာအေးဟဲ့အဲ့ဒါနဲ့လေးတဲ့ပုံရိုးတော့အထုပ်ကြီးပြစ်တင်နိုင်လောက်တန်မားနေရဆိုတော့လေတော်တော်အကျော်တင်းနဲ့ကောင်းဆိုပြီးငါလည်းခွင့်မပေးလိုက်ပါတယ်ဟာနောက်တစ်မျိုးကတကယ်သိလားလူကစောစောပြည့်ပြည့်ဖြစ်နေပြီဆိုရင်သူတို့ကရောက်လာကြတယ်ကျွန်တော် delivery လာပို့တာပါအင်ရှင်နေရှိလားဗျဟုတ်ကဲ့အင်ရှင်ပါရှင်ပြီးရင်လူလေအိမ်မော်လိုဘာလိုမယုံသလိုကြည်သေးရဲ့အင်ရှင်နေမရှိကြဘူးပေါ့ဟာအိမ်ရှင်ပါဆိုဒီမှာအိမ်ရှင်လို့အိမ်သာတက်ခါနေရောက်လာရင်ပိုဆိုးဒီမှာ delivery လာပို့တာပါဟုတ်ကဲ့ကျေးဇူးပါထုတ်ကူးလေးယူရတော့မျက်နှာဖြစ်ပြက်နေတယ်အီးရလည်းပေါက်တယ်နန်းတော့ပါအဆိုးဆုံးကတော့ဟာလက်ထက်ပက်ဆံကုံသွားနေကြမှာတဲ့တယ်ရိုရောက်ချလာကြတာဒါဆိုညီမလေးကပတ်စံမရှိပဲဘာလို့ online ပစ္စည်းမှားရလဲမှာတော့ရှိတယ်အကူရဲ့ဒီနေ့ကြမှာလေပက်ဆံတကယ်ကုံသွားတာတကယ်ပါအသေးလက်ပေါက်ကြတဲ့ကောင်ကြီးဟာသူ့လမ်းညွှန်မဲ့စားငါအမေကိုပဲကွန်ပျူတာသုံးပြီးသင်ပေးလိုက်ချင်တော့တယ်အဲ့ဖုန်းကြီးကျောင်းတွေ့ပြီဆိုရင်ညာဘက်ချိုးလိုက်ကွင်းရဆိုင်လေးရှိရဲ့ကွင်းရဆိုင်ရဲ့ဘေးကလမ်းချင်းလေးတဲ့ဝင်လာလိုက်ရုံမဲ့အခုဘယ်နားရောက်နေပြီလဲညီမအပြင်လေးသွားစရာရှိလို့လေရှင်ဘလို့လုပ်ပြီးတော့မီနီမတ်ရောက်သွားတာလေဗျာဖုန်းကြီးကျောင်းရောက်ရင်ညာဘက်ချိုးလို့ညီမပြောတာလေတောင်ဘက်ကဘယ်ဘက်လဲညီမမသိတာလို့ညီမကလေဘယ်ရဲ့ညာရဲ့ပဲသိတာတောင်တွေမြောက်တွေမပြောတတ်ဘူးအခုဖုန်းကြီးကျောင်းကိုတွေ့အောင်ရှာဖုန်းကြီးကျောင်းကိုတွေ့လားညီမလန်8လမ်းတော့ကိုရောက်နေရ15လမ်းဆိုရင်တော့တော်တော်ကြော်သွားပြီအခုနောက်ပြန်လဲမှရမယ်ဟုတ်တယ်လေအကိုကွင်းရဆိုင်ကိုရောက်ရင်ဘေးကလမ်းချင်းလေးတဲ့ဝင်ရမှာလမ်းချင်းလေးမရှိဘူးဟုတ်လားဟုတ်အဲ့ဆိုကွင်းရဆိုင်မဟုတ်ဘူးလေအကိုအဲ့ထက်ဝင်မသွားနဲ့တော့အကိုဝင်မသွားနဲ့အကိုညီမရေကိုဒလီလာပို့နေတာ4-5ခါလောက်ရှိနေပြီလေအကိုဘာဖြစ်လို့မမှတ်မိရလဲဘာလို့လဲလို့ကိုကြီးအခန်းမနေရညီမအခန်းဒီဘက်မှာပြီးရင်လမ်းမယုံနေမကဘူးဟဲ့ငါနာမည်ကိုတော့မှားခေါ်သေးတယ်ဟောညီမလေးနာမည်ဝဲရီလားမလေးနာမည်ကဝေးရီမဟုတ်ဘူးဝေးရီရှင်ဝေးရီဟာအစင်လေးလာပို့ရဆိုရင်တော့ငါလည်းကြိုက်တာပေါ့ဟဲ့တချို့ဆိုရင်လေတအားပြောင်းတာသိလားမသိရင်လေဝါသနာပါလို့လေဒလဘိုင်လာလုံးနေရဲ့ဆိုင်နဲ့ရုပ်တင်မကောက်အပြောရလဲအရန်ကောင်းတယ်ညီမလေးကဝိတ်ချင်းနေဟုတ်ကဲ့ရှော့ဒါညီမလေးတို့ပန်းစည်းလေးလာရနော်ရှင်ဒီပန်းစည်းလေးရဲ့အထက်ပဲကတော့ညီမလေးကအမြဲတမ်းပြုံးပြုံလန်းဆန်းနေပြီးတော့ကိုယ့်ဘဝကိုမှုှကြိုင်နေစီမှာမှုလို့ပါကွာစင်တာရ
ညီမလေးကကိုဘွားရဲ့ပန်းကလေးဖြစ်ပေးပါဦးတဲ့ ဟင် ညီမလေး3000ကြပါတယ် အေးမကောင်းတာတော့ဟဲ့ကြည်နူးနေပြီဆိုမှသတင်းဆိုရေးကြားလိုက်ရတာပဲပြီးခိုင်းလိုက်တာဆို ဟုတ်တယ်ဒါပေမဲ့ကတ်ဆွန်တယ်လို့အဲ့မှာရေးထားရလေ ရဒီမဲ့3000သိချင်းစိုးနောက်တစ်မျိုးကလေတကက်ခုစပဲသိလားငါ့ရင်ကိုလေ delivery လာပို့တာ4-5ခါရှိနေပြီ4-5ခါလုံးကတစ်ခါမှမတွေးလိုက်ရအောင်သူ့ကိုကြည့်ပြီးတော့ဟဲ့ငါကငါပြန်ဆဲကျင်တဲ့စိတ်မျိုးဖြစ်လာအောင်လုပ်ပေးရ delivery သမားမျိုးပေါ့ဟဲ့ဟဲ့ တယ်လီပါလား ဒလီလာပို့ရလားအော်ဟုတ်တယ်ညီမပစ္စည်းတွေကြီးပဲဖက်နှက်တွေပါတိတ်မလေးဘူးမလားပြီးတော့ cosmetic နည်းနည်းရယ်ပြီးတော့စားအုပ်လေးနည်းနည်းရယ်အဝတ်စားလေးနည်းနည်းရယ်ပါဟဲ့အကိုသူနဲ့ပြီးကြရဟဲ့ငါ online shop နေပြီဘာပစ္စည်းမှမဖြစ်တော့တငယ်ချင်းရယ် ကဲလားမလေးနဲ့ဝိုက်